嘞？你那不都来来了？俺买的嘞。ရှင်လာလာဖို့နေရဘာဟင်းနေနဲ့လာဖို့နေရတယ်လူမျိုးရင်ငါတို့ဖို့တဲ့ဟင်းတွေမစားတော့ဘူးဟုတ်တယ်အဲ့ဒီကိစ္စကိုရှင်哦，哪里啦？မပြောဘူးပြောပါမမရရဲ့လူမျိုးရုပ်ကျွေးတဲ့ဟင်းလေးကျမတို့လည်းဝယ်ပြီးကျွေးချင်လို့မဝင်ရလေပြောပါအောင်ဒါလေးမြညီတို့ကလည်းဆောက်စတိပြောပြီးရောပြောတတ်လို့ရှိရင်တားတော့အလကားစီးလို့ရတယ်သိလားဟဲ့ညီတို့လိုဘူးစီနဲ့စက်သားရောပြီးပို့နေလို့ကတော့အဲ့လူပြောကြီးရှိကညီတို့ခဏရမှာမဟုတ်ဘူးဟဲ့ငါလိုဒုက္ခအောင်ကစက်သားဟင်းကိုဝယ်ပြီးပို့မှညီတို့ပေါက်ခဏရမှာပေါ့ဟဲ့ဟုတ်လားအဲ့ဒီဒုက္ခအောင်သမင်းဆိုင်ကလေစက်သားကြောင့်ဘူးဘူးနွေးနွေးဆိုမာယာအရန်ကြိုက်တာအဲ့ကြောင့်မလို့လူမျိုးရမာယာပို့တဲ့ဟင်းကိုဆွဲနေရဘူးတို့လည်းတော့ဝယ်ပြီးလူမျိုးရုပ်ဝယ်ကြကြအောင်ညီတို့စားကြည့်ကြလေဒီလေတို့လည်းဆိုတော့ဒုက္ခအောင်သမီးဆိုင်ကိုတော့ဝယ်ပြီးတော့ကျွေးကြရအောင်အေးညီတို့သွားကျွေးကြငါတော့ရိုးနေပြီစားတာအရန်ကောင်းလို့ဟဲ့ဒါမှငါတို့တော့ပောက်ခနဲ့ရမှာအေးဖဲမောင်လေးလုံးရေ呀，哦妈呀，来，ခဏမေး哦，跟哪路去了？ဟုတ်တယ်跟哪路去？黑高嘛呀嘛的。ဩဟင်းရတော့မပြောနဲ့ဒုက္ခအောင်ကပါပြီးသား哦，这个不变的，你都高啊？ဟုတ်တယ်哦，都高什么的呀？ဒုက္ခအောင်သမင်းဆိုင်ကအသီးအရွက်ကျော်အသီးတုပ်အရွက်တုပ်လိုတာအကုန်ရတယ်ဟုတ်လား这个白菜，哎，都高自己跳来了不了嘛的，这大脚不嘞，大脚的呀。ဟုတ်တယ်ဒုက္ခအောင်သမင်းဆိုင်မှာစက်သားကြောင့်ဘူလေးကနာမည်ကြီးနေတာဟုတ်တယ်那这个လိစာလေးပြောစမ်းပါဗျာလိစာပကညာဦးသွားမလားမိထီလာပြန်ဆင်းမလားကြောက်ပတောင်းမြို့နယ်လက်ပံပြားကျေးရွာရောက်ရင်ဒုက္ခအောင်ဆိုတဲ့သမင်းဆိုင်ကြီးရှိတယ်လူတိုင်းသိတယ်စာလိုမာကောင်းအရာသာကရှိတိုက်ပြီဗျာဒါကြောင့်ကျုပ်ကိုခဏလာပို့အဲ့ဆိုင်အောင်ပမာပြီးလာပို့တာဟုတ်တယ်ဟောဒုက္ခအောင်သမင်းဆိုင်ကကြက်ကြော်လာပို့တာသူ့ဆိုင်ရဟင်းသူတို့လက်ရပြောက်တယ်ဗျာဆောလက်ရမြောက်တာကောင်းတယ်လက်ရမြောက်ဆိုမပြောနဲ့သူ့ဆိုင်ကနာမည်ကိုကြီးနေတာဒီမှာဖုံးဆက်ပြီးမှာခြင်းရင်တော့မှ300ခွန်8ခွန်9600 302နောက်တစ်လုံးက300 439 613 ဆက်သွယ်လိုက်ပါအဲ့ဒါဒုက္ခအောင်သမင်းဆိုင်ကိုအော်ဒါမှာလို့လည်းရတယ်အဲ့လိုအော်ဒါမှာပါစဲလာပို့တာပါစဲနဲ့လာပို့တာဒလီလာပို့တာပေါ့ဒလီပို့ပေးတာပဲဟုတ်ပြီဒါဆိုရင်ကျုပ်ရွာအမျိုးတွေနဲ့ပကံညာဦးပဲဖျားဖို့သွားရင်ဒုက္ခအောင်သမင်းဆိုင်မှာဝင်စားလိုက်မယ်ဝင်စားသွားလက်ရလည်းကောင်းတယ်အရသာလည်းရှိတယ်ကဲစားဘက်ကစားရတော့လိုက်တာဘာကြည့်တာလဲဘာလို့ကြည့်နေရလဲဒုက္ခအောင်อ่ะဆိုဟုတ်တယ်လေဒုက္ခအောင်ကလေဟာရေဘာမှမရှိဘူးလေဗျာအိမ်မှာဟင်းထည့်ထားတဲ့ဂျိုင်းနဲ့ဆွဲထားတဲ့ဂျိုင်းနဲ့မှားသွားတာကိုက်ကစားနေတာဗျာဒုက္ခအောင်မပါလဲမာရတာစားလိုက်ပါတော့ဒီလေးလုပ်ရဲမတောင်းစားပါစားပါလို့မတောင်းစားပါဗျာစားပါလို့စားပါမတောင်းသွားပြီငါခဏအော်လိုက်တာချဲအောင်တစ်လုံးကိုငါ့ကိုပေးတဲ့ခဏမဟုတ်ပဲနဲ့ငါအိမ်မက်တဲ့ခဏကြီးသွားအော်မိတာပဲငါတော့ဒုက္ခပဲသွားပါပြီငါတော့ဒုက္ခပါပဲဟဲ့ငါမပေါက်ရင်လူသိန်းဆိုပြီးတော့ငါပြောပြီးတော့ထိုးထားတာအဲ့လူကြီးကငါ့ကိုတကယ်ကြိုက်နေတာဒုက္ခပါပဲဟဲ့မာယာငါ့ကိုတကယ်သိအောင်လာပြီလူကြီးတော့ဟဲ့မာယာဟုတ်တယ်တူလာတာမသိဘူးဟေးငါလက်ကိုပိုင်ရဗျာမလုပ်ပါနဲ့မလိုက်ပြရစေမလိုက်ပြရစေလေမလိုက်ပြရစေလေဒါမလိုက်ပြရစေလူမျိုးကြီးလေးလုံးရေလူမျိုးကြီးလေးလုံးဟေးဘယ်လိုလဲကွာခဏလေးပါလေးပြပအောင်ဟင်းလာပို့တာလာပြန်ပြီမစားဘူးဟဲ့ငါမာယာကြည့်ရမှာတားချင်တာညီတို့ကြည့်တာမစားဘူးကွာမလေးဖမ်းနေနေပေါ့တော့မစားတော့သူကငါသမင်းနဲ့ဟင်းလေလာပို့ရသေးရဲ့ဟုတ်မလားမာယာကျွေးတယ်ဟင်းနဲ့သမင်းမစားမာယာကျွေးရတာစားဟဲ့နင်ဘယ်လိုညောင်းညာလဲဘယ်သူ့ပြောပါလဲမာယာလေး
ငါ့ကိုလေဒုက္ခအောင်ထမင်းနဲ့ဟိလာလာပို့လား ညမနေနဲ့တော့ညီမရမနေရလေနှလုံးနေထိုးတာကျွေးတင်လို့လေသူ့ကိုကျွေးနေလာတင်းသွားတာသူလည်းနောက်ပါသွားပြီ မယားနှလုံးကျွေးတယ်အိတ်ရလိုက်ပြီဟုတ်လား ဟုတ်တယ် ဒီတော့လိုက်သွားပြီ ဟုတ်တယ် ဟော နင်ပြောရဲ့ဒုက္ခအောင်ထမင်းသားကြက်ကြော်ဒီနေစားချင်းကိုယ့်ဘက်ကဝယ်စားလိုက်တော့ ငါသူ့ဝဲဝဲကျင့်နေကြသူ့ဝဲကျွေးနေကြလာပို့နေတာကွာစက်သားကြောင့်ပူလေးကိုမစားရရင်ငါမနေနိုင်ဘူးကွာသူကတစ်ချောင်းလာပို့နေကြ အခုသူမပို့တော့လေညီမနေတာဝယ်စားလိုက်တော့ အေးသူမပို့တော့လေဟာပါတာငါဟောစားရမှာပေါ့ပတ်တယ်လည်းတပြားမှမရှိတော့ဘူးဟမ်ငါတမများနေကြတာနှလုံးကနပအောင်ပေးတယ်ငါကိုယ်တိုင်ကြတော့မထိုးဟမ်ခုကြတော့သူကအောင်ထမင်းဆိုင်ကထမင်းနဲ့ဟင်းဝင်စားတော့ပတ်တယ်မရှိဘူးကွာဒုက္ခပဲဟာသူကအောင်ထမင်းနဲ့ဟင်းမစားရင်လည်းငါဘက်ကပြည့်အောင်မဟုတ်ဘူးကွာပြီးလို့ရှိရင်စက်သားကြောင့်ပူလေးမှာငါမစားရင်ငါမနေနိုင်ဘူးကွာပတ်တယ်လည်းမရှိဘူးကွာ အဲ့ဆိုနေလဲသေးလားကွာ ပကံညာဦးဘက်ကလက်ပတ်ပြကျေးရွာရောက်ရင်ဒုက္ခအောင်ခမင်းဆိုင်ကိုတော့မမေ့ကြပါနဲ့ရှင်